မနာလို့အမည်ရတဲ့မျိုးတော်ကြီးမှာဘယင်ကြီးနဲ့ဘယင်မကြီးကငိမ့်ချမ်းစွာအုပ်ချုပ်နေထိုင်ကြပါတဲ့သူတို့မှာတားလီနှစ်ယောက်ရှိပြီးတော့တားကြီးကစံတာဖြစ်ပြီးတားအငယ်ကတော့နန္ဒာလို့အမည်ရပါတဲ့သူတို့တွေဟာအသက်16နှစ်နဲ့14နှစ်အရွယ်သားနှစ်ယောက်ဖြစ်ကြပေမယ့်ညီအကိုအရင်တွေဆိုပေမဲ့လေနှစ်ယောက်စလုံးမှာမတူညီတဲ့အချက်တွေအများကြီးရှိပါတဲ့အကိုဖြစ်သူစံတာကအရန်ကိုနှူးညံ့ကျင်လာတဲ့သူတစ်ယောက်ဖြစ်ပြီးလူတိုင်းအပေါ်မှာရင်ရင်ကြည်ကြည်နဲ့ဆက်ဆံတတ်ပါတဲ့ဒါပေမဲ့ညီငယ်နန္ဒာကတော့မနာလိုစိတ်ကြီးတဲ့သူဖြစ်ပြီးသူများကိုမကောင်းကြံဖို့ပဲတွေးတောနေတဲ့သူတစ်ယောက်ပါတရက်မှာတော့မင်းကြီးကသူလည်းအသက်ကြီးလာပြီဖြစ်လို့ဒါအကြီးဖြစ်သူစံတာကိုထီးနှံလွှဲပြီးတော့အနားယူသွားခဲ့ပါတဲ့ကွယ်ဒါကိုလုံးဝမကျေနပ်တာကတော့စိတ်ပုတ်စိတ်ရုပ်ရှိတဲ့သူညီငယ်နန္ဒာပဲဖြစ်ပါတယ်သူကတောင်ဝန်အရာသာအကိုဖြစ်သူမင်းကြီးကိုခစားနေရပေမယ့်စိတ်ထဲမှာတော့မကောင်းကြံစည်ဖို့ကိုပဲတွေးတောနေပါတဲ့တနေ့အကိုဖြစ်သူစီကထီးနှံကိုဘလို့ရအောင်လုပ်ရမလဲဆိုတာကိုပဲဒေါသတကြီးနဲ့တွေးနေခဲ့တဲ့သူပါနောက်ပိုင်းမှာအကိုဖြစ်သူမင်းကြီးကမိဖုရားကြီးနဲ့သားတော်လေးတစ်ပါးကိုဖွားမြင်ခဲ့ပါတဲ့ဒီအခါမှာထီးနှံရဖို့မသေးချာတော့တဲ့နန္ဒာကအရန်ကိုပောက်ကွဲသွားတော့တာပေါ့ကွယ်ဒီလိုနဲ့နှစ်တွေအတော်ကြာတဲ့အထိအကိုဖြစ်တဲ့သူကပဲတိုင်းပြည်ကိုအုပ်ချုပ်ပြီးတော့မင်းဖြူနေခဲ့ပါတဲ့သားတော်လေးအသက်9နှစ်အရွယ်မှာတော့စန္ဒနန္ဒာတို့ရဲ့မိခင်နဲ့ဖခင်ဖြစ်တဲ့ဘယင်ကြီးနဲ့ဘယင်မကြီးကလည်းကွယ်လွန်ဆုံးပါသွားခဲ့ကြပါတဲ့ဒီအခါမှာတော့အခွင့်အရေးကိုစောင့်နေတဲ့အကိုဖြစ်တဲ့သူစီကနေထီနှံလူဖို့အတွက်ရတဲ့နီးပေါင်းစုံနဲ့ကြံစီပါတော့တဲ့သူ့ရဲ့အကြံစီမှာပူးပေါင်းပါဝင်လာခဲ့တာကတော့သူ့ရဲ့ဇနီးဖြစ်သူစန်ထရီနဲ့သူမရဲ့ဖခင်ပဲဖြစ်ပါတဲ့ဒီလိုနဲ့၃ယောက်ပေါင်းပြီးတော့မကောင်းကြံတဲ့အကြံစီကိုကြံစီပြီးနေဆက်ဒေတာတွေမှာစူပူမှုတွေဖြစ်အောင်အဖွဲ့တွေကိုစိတ်လွတ်ပြီးတော့လှုပ်ဆော်ခဲ့ကြပါတဲ့ဒီလိုမျိုးစူပူမှုတွေဖြစ်နေရကိုနန္ဒာကသွားနှိမ်နေမယ်လို့ဆိုပါတဲ့အကိုဖြစ်တဲ့သူမင်းကြီးကလည်းသူကိုယုံကြည်ပြီးတော့သူ့ညီလေးကစီရေးမှာအစွမ်းထက်တယ်လို့ချီကျူးကလိုအပ်တာတွေထောက်ပံ့ပြီးနေဆက်မှာနှိမ်နေဖို့စိတ်လွတ်လိုက်ပါတဲ့ကွယ်ဒါပေမဲ့အတော်ကြာတဲ့အထိဒီနှိမ်နေမှုကမအောင်မြင်ခဲ့ပဲနဲ့စစ်တီတော်တွေကလည်းတရားမှပြန်ရောက်မလာခဲ့ပါဘူးတဲ့ကွယ်ဒီအခါမှာတော့မင်းကြီးစန္ဒာနဲ့သူ့ရဲ့လူယုံတော်တို့ကရုပ်ဖြတ်ပြီးနေဆက်ကိုကိုယ်တိုင်သွားရောက်စုံစမ်းကြပါတော့တဲ့တကယ်တော့အခုလိုမျိုးနေဆက်ကိုတမင်စုပူအောင်လုပ်ပြီးတော့နောက်ွယ်ကနေကြိုးကင်နေရကသူ့ရဲ့ညီတော်နန္ဒာနဲ့ရောက်ကမတော်တို့ပဲဖြစ်ကြပါတဲ့မင်းကြီးစန္ဒာဟာဒီအကြောင်းတွေကိုသိရဖို့အတွက်လူဆိုးအဖွဲ့တွေနဲ့အတော်ကလေးကိုညှိနှိုင်းပြီးတော့မှစုံစမ်းခဲ့ရတာဖြစ်ပါရဲ့တဲ့နောက်ဆုံးတော့နန္ဒာရဲ့ရောက်ကမကြီးကိုရှာတွေ့သွားပြီးတခါတည်းဖမ်းဆီးဖို့လုပ်ပါတဲ့ဒါပေမဲ့လည်းအသက်ကြီးပေမဲ့မပျက်စီးသေးတဲ့ရောက်ကမကြီးကတော့ပရင်းပေါက်ကနေခုန်ချပြီးတော့လျင်မြန်စွာနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတဲ့ကွယ်ဒါရီမကသေးပဲနဲ့အဲ့ဒီဒေတာမှာကနန္ဒာရဲ့လူတွေပဲများနေရကြောင်းရွှေ့ဝက်ပြီးစုံစမ်းဖို့ရှောက်လာတဲ့မင်းကြီးစန္ဒာနဲ့သူ့ရဲ့လူယုံတို့ကလည်းဖမ်းဆီးထိမ့်သိမ်းခံလိုက်ရပါတဲ့ကွယ်နောက်ဆုံးမှာတော့နန္ဒာဖြစ်စေခြင်းတဲ့အတိုင်းအာနာတွေကသူ့ရဲ့လက်ထဲကိုရောက်လာပြီးဖြစ်လို့အကိုဖြစ်သူမင်းကြီးနဲ့မိဖုရားတို့ကိုသားတော်လေးကိုပါခေါ်ပြီးနန်းတော်ကနေထွက်သွားဖို့နှင်ထုတ်လိုက်ပါတဲ့ကွယ်မင်းကြီးတို့ကိုဒီအတိုင်းနှင်ထုတ်တာတော့မဟုတ်ပဲနဲ့ဝါးဖောင်မှာကျိုးနဲ့ချီတုပ်ပြီးတော့ရှေ့ထဲကိုမျောလိုက်တာပါတယ်အကိုရောစန္ဒာကသဘောထားကောင်းပြီးထူးချွန်ထက်မြက်တဲ့ဘရင်တစ်ပါးဖြစ်တဲ့အတွက်ကြောင့်ပြည်သူပြည်သားတွေကလည်းဝမ်းနေပြီးတော့ငိုကြွေးနေခဲ့ကြပါတဲ့ကွယ်အင်မတန်ရက်ဆက်ပြီးပြည်သူတွေအပေါ်မဆာနာတဲ့ညီတော်နန္ဒာကမိကြီးဖြစ်လာတဲ့နောက်ပိုင်းမှာတော့သူ့ရောက်ကမကြီးကိုလည်းရာထူးကြီးပေးပြီးပျော်ပွဲရှင်ပွဲတွေပဲကျင်းပလို့နေခဲ့ပါတဲ့ပြီးတော့သူတို့ကတတရရပဲနေထိုင်ပြီးတော့ပြည်သူတွေနဲ့အမှုထမ်းတွေကိုတော့အလုတ်ကျန်းတွေမျိုးစုံခိုင်းကချီးမြှင့်မြှောက်စားတာမျိုးလည်းမရှိပဲနဲ့
မတရားသဖြင့်အုပ်ချုပ်မင်းလုပ်နေခဲ့ကြပါတဲ့။ဖောင်30နဲ့ရေတွေကိုအမျောခံလိုက်ရတဲ့စံသားတို့မိသားစုကတော့သမုတ်တရားထဲကလှိုင်ကြံတွေနဲ့တွေ့ပြီးအရှမ်းကိုဒုက္ခရောက်နေကြတော့တာပေါ့ကွယ်။ဝါဖောင်ပေါ်မှာကျိုးတွေနဲ့တုံတောင်ထားတာကြောင့်ဘာမှလုပ်လို့မရတဲ့အစုံစံသားလေးဝမ်းနေစွာနဲ့အားကုန်ချစ်ပြီးတော့အော်ဟစ်လိုက်ပါတော့တဲ့။ဒီလိုမျိုးစိတ်သဘောထားကောင်းတဲ့မင်းကြီးရဲ့ခံပြင်းဝမ်းနေစွာနဲ့အော်ဟစ်လိုက်တဲ့အတန်းကမိုးပေါ်ကတရားမင်းကြီးကတော့မှကြာသွားခဲ့ပါတဲ့။တရားမင်းကြီးရဲ့ပလင်ကလည်းမီးလိုပူလာပြီးတော့ဘလို့မှထိုင်လို့မရတော့တာကြောင့်သူ့ရဲ့နတ်မျက်စီကိုအသုံးပြုပြီးလူလောကကအဖြစ်အပျက်တွေကိုကြည့်ရှုလိုက်ပါတဲ့။ဒီအခါမှာတော့သမုတ်တရားထဲမှာဒုက္ခရောက်နေတဲ့မင်းကြီးစံသားတို့မိသားစု3ယောက်ကိုတွေ့ပါတဲ့။ကုသိုလ်ကံကောင်းပြီးတော့စိတ်သဘောထားမြင့်မြတ်တဲ့သူတွေဖြစ်တာကြောင့်တရားမင်းကကဲတင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတဲ့။မင်းကြီးစံသားနဲ့သူဇနီးတို့ကတော့အော်ဟစ်အကူအညီတောင်းပြီးရဲ့နောက်မှာပင်ပန်းပြီးတော့မေ့လဲသွားကြပါတဲ့။အဲဒီအခါမှာတရားမင်းကဆင်းလာပြီးတော့ဖောင်3ခုစလုံးကိုကန်းဆက်ကိုပို့ပေးပြီးတော့ကဲတင်လိုက်ပါတဲ့ကွယ်။ဒါပေမဲ့သူတို့ဟာတယောက်တနေရာစီဖြစ်သွားပြီးတော့သားတော်လေးကတော့ဘာယာနဒီပင်လေကန်းဆက်ကမုတ်ဆူတယောက်နဲ့တွေ့ပြီးကဲတင်ချင်းခံလိုက်ရပါတဲ့။